စကိုင်းတိုင်းကမ်လူမျိုးနဲ့အတွင်းပြီးခဲ့တဲ့တလကျော်လုံးစုပ်စုနဲ့ပြူစောတီပူပေါင်းဖွဲ့တွေကစစ်ကြောင်းတို့ပေါ်တာဆွဲဖမ်းဆီးတာတွေရနာထားရကအခုရက်ပိုင်းမှာပြန်လည်စတင်နေရလို့ဒေသခံသတင်းမျိုးတချို့ကပြောပါတယ်။ကမ်လူမျိုးအရှိဘက်6မိုင်ခန့်အကွာမှာရှိတဲ့ပေါ်တော်မူရွာကို AB30 ရက်မနေ့ကဂါးထာရွာနဲ့ဆယ်ကြီးရွာကပြူစောတီတွေစီးနှင်းဝင်ရောက်ပြီးပေါ်တာဆွဲဖမ်းဆီးတာတွေလှုပ်ဆောင်နေတာပါ။အရင်ရက်တွေကလည်းကာဝိုးရွာအုပ်စုနဲ့ဇီကုံမျိုးရက်ွက်တွေမှာဝင်ရောက်စီးနှင်းပေါ်တာဆွဲဖမ်းဆီးမယ်လို့သတင်းတွေထွက်ပေါ်နေတယ်လို့ဒေသခံသတင်းတွေတချို့ကပြောပါရယ်။ကာဘိုးအုပ်စုအိုင်မောင်းချောင်ရွာကပြည်သူ30ကျော်ကာဘိုးမြောက်ဘက်ကကြည်ကုန်းရွာကပြည်သူ30ကျော်နဲ့ရွာပေါင်းများစွာကိုပေါ်တာဆွဲဖမ်းဆီးတာတွေကိုပြီးခဲ့တဲ့နှစ်ကုန်ပိုင်းလောက်မှာစုစုကဇက်တိုက်လှုပ်ဆောင်ခဲ့ပြီးတကြမ်းမတိုင်ခင်မလအတွင်းကလည်းကြည်ကုန်းရွာက6ဦးဘူးကြီးရွာက3ဦးနဲ့ကာဘိုးနဲ့ဂွေးကုန်းရွာတွေကလည်းပေါ်တာဆွဲဖမ်းဆီးတာတွေလှုပ်ဆောင်ခဲ့ပါတယ်။အဲ့ဒီနောက်ပိုင်းပေါ်တာဆွဲဖမ်းဆီးတာတွေရပ်တန့်သွားခဲ့ပြီးအခုရက်ပိုင်းမှာပြန်လည်ဖမ်းဆီးတာတွေလှုပ်ဆောင်လာတာလို့ဒေသခံသတင်းမြစ်တွေကပြောပါရယ်